Okay ဒီဗီဒီယိုမှာဒီအပိုင်းကျွန်တော်တို့ SHSC program စကနေဖြစ်နေတော့အမေးများတဲ့မေးခွန်းတချို့ရှိတယ်အဓိကတော့အချိန်စင်းနဲ့ပတ်သက်တာပေါ့နော်ဆိုတော့အချိန်စင်းနဲ့ပတ်သက်တာကိုကျွန်တော်နည်းနည်းရှင်းပြပေးမယ်ဘယ်လိုဖြစ်မလဲဆိုတော့အရင်ဆုံးဒါလေးကိုကြည့်နော်အရေးအကြီးဆုံးအခုဒီဗီဒီယိုမှာပါမဲ့အကြောင်းအရာတွေက level ကိစ္စရ time table ကိစ္စရပေါ့နော်အဲ့တော့ level နဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြောင်းသားတွေကတက်ရမှာလဲနောက် time table နဲ့ပတ်သက်ပြီးတော့အချိန်အဆင်ပြေတာမပြေတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့ question တချို့ကိုကျွန်တော်ဖြေပေးသွားမယ်အဲ့တော့အခုအရင်ဆုံးဒီ time table ကိုကြည့်လိုက်ရအောင်အဲ့တော့ဒီမှာဘာရေးထားလဲဆိုတော့ SHLC season 2 May ကနေ September အထိဆိုတော့ May အလယ်မှာ May ဆိုတော့ကျွန်တော်က May ရင်းမှာစမှာပေါ့နော်အခုလာမဲ့စနေနေ့မှာဒီ orientation လောက်တာအဲ့ရနေစ May 16မှာစမှာဆိုတော့အဲ့မတိုင်ခင်မှာရှေ့မှာဘယ်ကနေစပြီးတော့ enrollment ပိတ်မလဲဆိုတော့ May 14မှာနောက်ဆုံးထားပြီးတော့သင်တန်းကြီးသွင်းပြီးဖြစ်ရမယ်အဲ့ဒါနောက်ဆုံးပေါ့နော်အဲ့ဒီမတိုင်ခင်အဲ့ဒီနေ့အထိအဲ့လိုရတယ်May 15ကျရင်ကျွန်တော်တို့ကလူစင်းကို confirm လုပ်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီအသေးစိတ်တွေထပ်ပြီးတော့အဲ့အကြောင်းသားတွေကိုအကြောင်းကြားရတာတွေပါတယ်Google Calendar နဲ့ပတ်သက်တာတွေနောက်ဒီ orientation ကိုတက်ဖို့အတွက်ဖိတ်ကြားတဲ့ဟာတွေအဲ့ဒါတွေကျွန်တော်တို့ confirmation တွေဆက်လုပ်ရမှာဆိုတော့အဲ့ဒါနောက်ဆုံးဖြစ်မှာပေါ့နော်အဲ့တော့ May 14ရက်နေ့ညမြန်မာစံတော်ချိန်17:59 မိနစ်ပေါ့နော်အဲ့ဒါကိုနောက်ဆုံးထားပြီးတော့ 11:59 PM အဲ့ဒီနေ့ကိုနောက်ဆုံးထားပြီးတော့သင်တန်းကြီးအပြီးအပ်ရမှာပေါ့နော်အဲ့လိုဖြစ်ရဆိုအဲ့ဒါပြီးသွားတဲ့May 16ကနေစပြီး orientation လုပ်မယ် orientation နဲ့ပတ်သက်ပြီးတော့အဲ့တစ်ပတ်လုံးမှာလုပ်တဲ့ activities တွေရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တည်တံ့တစ်ခု document တစ်ခုခွဲပြီးတော့ဒီအပ်ထားတဲ့အကြောင်းသားတွေအတွက်ကို Google Classroom ထဲမှာထည့်ပေးထားပြီးသားရှိတယ်ဒါပေမဲ့အခုလောလောဆယ်ကအဲ့ဒါနဲ့မဆိုင်ဘူးဒီ video ကကြတော့ဒီ orientation week ပြီးသွားတဲ့နောက်မှာတကယ် program စတဲ့အချိန်မှာဘယ်လိုတွေဖြစ်မလဲဆိုတော့ time table full time table နဲ့ပတ်သက်ပြီးပြောမှာပေါ့နော်ဆိုတော့အရင်ဆုံးဒီမှာဘာရေးထားလဲဆိုတော့ May ကနေ September အထိဆိုတာကဒီ September အလယ်တတိယပတ်လောက်အထိပါမှာပေါ့နော်ဆိုတော့ program တစ်ခုကအခု3,500သွင်းလိုက်တယ်ပေါ့နော်ကျောင်းသားတက်က3,500သွင်းလိုက်တယ်ဆိုရင်အဲ့ဒါကဒီ May ကနေပြီးတော့ September အထိ cover ဖြစ်တယ်အဲ့တော့ဘာတွေ cover ဖြစ်တာလဲပေါ့အဲ့ဒီ3,500သွင်းလိုက်လို့ရှိရင်ဘာတွေရတာလဲပေါ့ဆိုတော့အရင်ဆုံးဒီအချိန်မှာကြည့်ပါဒီမှာဘာရေးထားလဲဆိုတော့ free modules plus consultation ဆိုတာရေးထားတာเนาะအဲ့တော့ free module လို့ရေးထားတယ်ဆိုတာကအလကားရတဲ့ module တွေလို့ပြောတာမဟုတ်ဘူးကျောင်းသားတယောက်ကဒီ program ကိုရောက်တာနဲ့တတ် sign up process ထပ်လုပ်စရာမလိုတော့ဘဲနဲ့ဝင်တက်လို့ရတယ်နာမည်စာရင်းပေးစရာမလိုတော့ဘဲနဲ့ဒီစာသင်ခန်းတွေမှာဝင်တက်လို့ရတဲ့လွတ်လွတ်လပ်လပ်အားရင်တက်မယ်မအားရင်မတက်ဘူးအားရင်တက်မယ်မအားရင်မတက်ဘူးလွတ်လွတ်လပ်လပ်တက်လို့ရတဲ့ဟာမျိုးဖြစ်တယ်လူစရင်းအတိအကျကျွန်တော်ဘယ်ဘာသာရပ်အတွက်တက်နေတဲ့ကျောင်းသားတွေဆိုပြီးတော့ sign up လုပ်တဲ့ process မပါဘူးပေါ့အဲ့ဒါကို free module လို့ခေါ်တာပေါ့เนาะဆိုအဲ့ free module က module 5ခုရှိတယ် module 5ခုကဒီမှာပထမဆုံးဒီဟာကိုကြည့်ပါเนาะဒါအင်္ဂါနေ့เนาะအင်္ဂါနေ့က verbal drills ကဒါကျွန်တော်ရဲ့အချိန်မှာဒါ verbal drills ကဘယ်သူမှမဆိုတက်ရမယ်ဒီ program ရောက်လာလို့ရှိရင်ဘယ်သူမှမဆိုလုပ်ရမယ်ပေါ့နော်ဒါ speaking ကိုတကယ်ကိုစိတ်ပိုင်းဆိုင်ရာ step by step ပွင့်သွားအောင်ကျွန်တော်လုပ်ပေးတဲ့ training process ရှိတယ်ပေါ့နော်အဲ့ဒီဟာကိုစပြီးတော့လုပ်တယ်ပေါ့ဆိုတော့ဘယ် level ပဲရှိ verbal drills exercise တွေကိုဖြတ်သန်းလိုက်မယ်ဆိုရင်ရှေ့ပိုင်းတစ်ချိန်နှစ်ချိန်ဖြတ်သန်းတာလည်းတော့မှစိတ်ထဲမှာအလင်းပွင့်သွားမယ့်ဟာတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါက verbal drills လို့ခေါ်တယ်verbal drills မှာအတန်ထုတ်တဲ့ကိစ္စဒီခေါင်းထဲမှာအတွေ့အကြုံ grammar ကိုဆင်းရဲသွားတဲ့ကိစ္စအဲ့ဒါကို cover ဖြစ်တဲ့ exercise တွေကိုကျွန်တော်လုပ်ခိုင်းတယ်ဒါကကျောင်းသားဘက်ကလည်းနီးလန်းတစ်ခုတည်သွားပြီဆိုရင်အဲ့ဒီတစ်ချိန်ကနီးလန်းနဲ့တခြားsession တွေမှာကိုယ့်အကိုဆက်လုပ်လဲရတယ်ဒါမှမဟုတ် live ကို live တက်ပြီးတော့လုပ်လဲရတယ်အဲ့တော့လူတိုင်းလာတက်ဖို့အရေးကြီးတယ်အထူးသဖြင့်ရှေ့ပိုင်းတစ်ပတ်နှစ်ပတ်မှာဒီ flow ကိုရသွားမယ်ဆိုရင်ကျောင်းသားတွေအများကြီးကြိုးရှိတယ်ပေါ့နော်ဆိုတော့ဒါက verbal drillsအဲ့ဒါကmodule နံပါတ်နဲ့ဆရာကျွန်တော်မပြောတော့ဘူးနံပါတ် module 1လို့ခေါ်လို့ရတယ်နောက်တစ်ခုက Thursday မှာเนาะ Thursday ကအဲ့ဒါ scenario English လို့ခေါ်တယ်ဒီမှာနာမည်ပေးထားတာဘာကြောင့်နှစ်မျိုးဖြစ်လဲဆိုတာကျွန်တော်ခဏလေးကြာထပ်ရှင်းပြမယ်เนาะဒီမှာကျတော့ scenario English ဆိုတဲ့အပိုင်းက
ကျွန်တော်ဖန်တီးထားတဲ့ story တွေရှိတာပေါ့နော် story တွေဆိုတာ character တွေနဲ့တကယ်ကို TV series တစ်ပုဒ်ကို season တစ်ခုကြည့်ရတယ်လို့မျိုးအဲ့ဒီ character တွေနဲ့ like ပါပြီးတော့ senior နဲ့ English စာကိုလေ့လာသွားတယ် story reading သဘောလည်းပါမယ်အဲ့ဒီ character တွေနဲ့အသုံးပြုတဲ့ real English တွေ native speaker တွေသုံးတဲ့ dialogue သဘောတရားတွေပါမယ်အဲ့ဒါ character တွေနဲ့ယဉ်ပါပြီးတော့ English စာကိုပို့ပြီးတော့ပြောင်းမွေးလာမယ်အပတ်စဉ်ဇလန်တွဲတစ်ပုဒ်ကိုအတူလိုက်ပြီးတော့ explore လုပ်ကြရတယ်လို့မျိုးဖြစ်စေမယ်ပေါ့နော်အဲ့ဒါ character တွေကျွန်တော်ဖန်တီးထားတဲ့ universe တစ်ခုရှိတယ်အဲ့ထဲမှာ character တွေအများကြီးရှိတယ်အဲ့ဒါတွေကိုတဖြည်းဖြည်းချင်းနဲ့ season တစ်ခုပြီးတစ်ခုတိဆောက်ပြီးတော့ချိန်သွားတာပေါ့အဲ့လိုပုံစံနဲ့သွားတာကို scenario English လို့ခေါ်တယ်เนาะဆိုတော့ဒီ scenario English ကကြာလာရင်းနဲ့အချိန်ဖြစ်တယ်အဲ့ဒါကဒီမှာ exposure English လို့လည်းရေးထားတယ်ဆိုတာကဒီ module တွေက semester 1 နဲ့ semester 2မှာအချိန်စဉ် shuffle လုပ်တာရှိတယ်အဲ့ဒါကိုမူတည်ပြီးတော့ကျွန်တော်ရေးပေးထားတာပေါ့နော်အဲ့တော့ဒီအတိုင်းလေးကိုအောက်ဘက်ကိုနည်းနည်းဆက်ဆင်းလိုက်မယ်နော်ဆက်ဆင်းလိုက်ရင်ဘာတွေ့ရမလဲဆိုတော့ဒါ semester 2 first semester second semester မှာခုနကတော့ပြောရ module တွေမှာအခုဒါ first semester ဘာဖြစ်သွားလဲဆိုတော့ verbal drills က second semester ကြာလို့ရှိရင် verbal drill မဟုတ်တော့ scenario English ဖြစ်သွားမယ် verbal drills က first semester မှာပဲပါတယ်အဲ့တော့ verbal drills နေရာမှာ scenario English ဆိုတာဖြစ်သွားမယ်ဒါဆိုရင် scenario English ကဘယ်ကိုရောက်သွားလဲပေါ့ scenario English ကအဲ့လိုအင်္ဂါနေ့ကိုရွှေ့သွားပြီးတဲ့အခါသူ့နေရာမှာရောက်လာတာက exposure English ဖြစ်တယ်ဆိုတော့ exposure English ကကြတော့သူကနည်းနည်းပို့ပြီးတော့ advanced ဖြစ်တဲ့ module ပေါ့နော်ဒါကြောင့်လဲ second semester ကြာမှာစလုပ်ရတာဆိုတော့အဲ့မှာကြတော့ဒီ listening reading content တခုခုကိုအခြေခံပြီးတော့အဲ့ကနေပြီးတော့အင်္ဂလိပ်စာကိုယူတာပေါ့နော်ဆိုတော့အဲ့မှာအစုံလုပ်ရတယ် exercise design မျိုးစုံနဲ့အသစ်အဆန်းတွေလုပ်ရတယ် content ကောင်းကောင်းတွေ exposure ရတယ်တခါလေကြာရင်ဘာသာပြန်တဲ့လေ့ကျင့်ခန်းတွေလုပ်ရတယ်တခါလေကြာရင်ကျွန်တော်ဖတ်ပြီးတော့ကြိုက်တဲ့ဝတ္ထုတစ်ပုဒ်ကိုဘာသာပြန်ထားတာကိုကျောင်းသားတွေကိုဖတ်ခိုင်းပြီးတော့ကျောင်းသားတွေကလည်း group like task နဲ့ဘာသာပြန်လာလို့ပါလို့ပေါ့နော်ဆိုတော့ဟို exercise တွေကအများအားအသစ်အဆန်းတွေအများအားပြောင်းလဲနေတဲ့ဟာဒီသူက exposure တွေအစုံရအောင်ပေးခြင်းအပြင်အင်္ဂလိပ်စာကိုလုပ်သွားတာဖြစ်တဲ့အတွက်ကြောင့်သူကတော့နည်းနည်းပို့ပြီးတော့ advance ဖြစ်တယ်ဒါပေမဲ့B2 ပတ်ဝန်းကျင်เนาะB2 ပတ်ဝန်းကျင်မှာရှိတဲ့ကျောင်းသားတွေ upper intermediate ပတ်ဝန်းကျင်မှာရှိတဲ့ကျောင်းသားတွေဆိုရင်တော့အရင်ကြီး heavy မဖြစ်ဘူးပေါ့เนาะဒါပေမဲ့ exposure ရအောင်လာတော့တက်တဲ့ module ဒါကြောင့် exposure English လို့ခေါ်ရပေါ့เนาะဆိုတော့အဲ့ဒါက second semester ကြာမှာပါမှာเนาะဒါ module 5ပေါ့เนาะmodule 5ဒီပါတယ်နံပါတ်နဲ့မှတ်စရာမလိုဘူး exposure English scenario English verbal drills အဲ့ဒါကျွန်တော် module 3ခုเนาะ okay အဲ့တော့အခုဒါခုနစင်းသွင်းစရာမလိုဘဲနဲ့တက်လို့ရတဲ့နေရာမှာဒီလိုရေးပေးထားတာသဘောပေါက်ပြီလို့ထင်တယ် verbal drills scenario English exposure English အဲ့ဒီအချိန်အင်္ဂါကြာပြီး8နာရီနဲ့10နာရီအချိန်မှာဖြစ်သွားမှာ first semester မှာတပုံစံဖြစ်မယ် second semester ကြာလို့ရှိရင် shift ဖြစ်သွားမယ်တပုံစံပေါ့เนาะနောက်တစ်ခုကconsultation session စနေနေ့မှာအပတ်စဉ်စနေနေ့မှာကျောင်းတွင်ကျောင်းသားတွေကကျွန်တော်နဲ့လာပြီးတော့ consult လုပ်လို့ရတယ်သူတို့ရဲ့ပြဿနာတွေ issue တွေ language learning နဲ့ပတ်သက်တာတွေခက်ခဲတွေပေါ့လေအဲ့ဒါတွေကိုလာပြီးတော့အပတ်စဉ်တိုင်ပင်လို့ရတဲ့အချိန်မိခွန်းတွေမေးကျွန်တော်ဖြေပေးတဲ့အချိန်ပေါ့နော်ဒါ campus ထဲမှာကျွန်တော် sign မှာလာထိုင်တယ်အဲ့ဒီမှာဒီ consultation session လုပ်ပြီးတယ်အဲ့တော့ဒီကျောင်းသားတယောက်လာတယ်မေးတယ်ဆိုရင်လည်းကျန်တဲ့ကျောင်းသားတွေဝိုင်းဖွဲ့ပြီးတော့နားထောင်နေဆိုရင်လည်းတချို့မေးခွန်းတွေကကျွန်တော်တယောက်ကိုဖြေပေးခြင်းအပြင်ဒီစကားဝိုင်းမှာလာနားထောင်တဲ့တခြားကျောင်းသားတွေလည်းသိစင်တာတွေသိသွားရတယ်အဲ့လိုမျိုးအကျိုးရှိတယ်ပေါ့ဆိုတော့အပတ်စဉ်တိုင်းဒီပါမှာကျွန်တော်ထိုင်တယ်ဆိုတော့စနေနေ့2နာရီနဲ့3နာရီအဲ့ဒါ first semester မှာလည်းအဲ့ဒီအချိန်မှာကျွန်တော်ရှိနေမယ် second semester ကြာလို့ရှိရင်လည်းအဲ့ဒါကျွန်တော်ရှိနေမှာပေါ့เนาะဒါ consultation အဲ့ဒါတွေကဘာမှနာမည်စင်းသွင်းကြလည်းမလိုဘူး add-on course လည်းမဟုတ်ဘူးပါပြီးသားနောက်ထပ်ပြီးတော့ပါပြီးသားနာမည်စင်းသွင်းကြမလို့ပဲနဲ့ဒီ program တွေကိုရောက်တာနဲ့တက်ရှင်တက်မတက်ရှင်တွေတက်ခွင့်ရှိတယ်တက်ဖို့ recommend လုပ်တဲ့ဟာက teacher 2ယောက်ရဲ့အချိန်ပေါ့နော် teacher Hazen နဲ့ teacher Mission 2ယောက်ရဲ့အချိန်ရှိတယ်သူတို့ကကျွန်တော်တို့ရဲ့ဒီ season 2မှာဘာအပြောင်းလဲဖြစ်သွားမယ်ဆိုတော့ကျောင်းသားတွေကိုအချိန်တွေမထက်အောင်အချိန်တွေမတိုက်အောင်လုပ်ပေးထားပြီးတော့ teacher 2ယောက်ကစာသင်ချိန်တစ်ချိန်မှာ teacher 2ယောက်ကိုယ်တိုင်က collaborate လုပ်ပြီးတော့သင်သွားမှာပေါ့နော် teacher 2ယောက်နဲ့စာသင်ချိန်တစ်ချိန်ထဲမှာ teacher 2ယောက်နဲ့သင်သွားမဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့သွားမှာပေါ့နော်ဆိုတော့အဲ့ဒါက module 2ခုရှိတယ်နာမည်ကတော့တစ်ခုက collaborative English
collaborative English ကသူကတော့ activity based လောက်ရတာပေါ့လေဆိုတော့ task လောက်ရတယ် assignment ပေးတယ် assignment ဆိုတာgroup work လောက်ရတယ် project တွေ presentation လောက်ရတာဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင် pitch လောက်ရတာဖြစ်မယ် business idea pitch လောက်တာလည်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်တခြားpamphlet လောက်တဲ့ပြိုင်ပွဲတို့ဒါမှမဟုတ်လို့ရှိရင်အချင်းချင်းကျောင်းသားအချင်းချင်းအလုပ်တွဲလုပ်ရင်အားဖြင့်သုံးရတဲ့အသုံးနှုန်းတွေတဖြည်းဖြည်းနဲ့ပါသွားအောင် cover ဖြစ်သွားအောင် team work လုပ်ရတဲ့သဘောတရားတွေကို exposure ရသွားအောင်လုပ်ပေးထားတဲ့ module ပေါ့အဲ့ဒါက collaborative English เนาะဆိုတော့တခုခုကိုအတူတကွလုပ်ရင်းနဲ့လက်တွေ့ပေါ်မှာသုံးရတဲ့အလုပ်လုပ်ရင်းနဲ့ team work မှာသုံးသွားတဲ့ဟာလေးတွေဒီမှာသွားပြီးတော့ပါတာပေါ့အဲ့လို exposure ကိုထည့်ပေးထားတဲ့ module ဖြစ်တယ်နောက်တစ်ခုက conversation table လို့ခေါ်တာเนาะ conversation table ကျတော့ဒါတကယ်ကိုစကားပြောတာကိုပို့ပြီးတော့ activity မပါဘဲနဲ့စကားပြောတာတီးတန့်ပေါ့လေအဲ့တော့စကားပြောဖို့စိတ်ဝင်စားစရာကောင်းတဲ့topics တွေကို teacher တွေကချပေးလိမ့်မယ်သူတို့ ਨੇ အဲ့မှာပြောလို့ရတယ်အဓိကကတော့စကားပြောစရာကိုအဓိကဦးစားပေးတာမလို့ activity ဒီ planning လုပ်တာ team work လုပ်တာတွားတဲ့လမ်းကြောင်းနဲ့မဟုတ်ဘဲနဲ့တကယ်ကိုနိုင်အချိန်ပြည့်စကားပြောပြအောင်လုပ်ပေးတဲ့အစီအစဉ်ပေါ့နော်ဒါ conversation table လို့ခေါ်တာเนาะအဲ့ဒါက first semester မှာလည်းအဲ့ဒီအချိန်ပဲเนาะအဲ့ဒီအချိန်ပဲဆိုတာဒီမှာကြည့်ပါ Wednesday နဲ့ Saturday နဲ့เนาะ9နာရီကနေ10နာရီခွဲအထိအဲ့ဒါ first semester second semester တောက်လျှောက်ရှိနေမှာပေါ့เนาะဆိုတော့အခုဒီကပြောလိုက်တာတသိန်းခွဲသွင်းပြီးသွားတဲ့အခါ semester 1နဲ့2နဲ့နှစ်ခုစလုံးမှာတောက်လျှောက်ရနိုင်မဲ့အစီအစဉ်တွေတောက်လျှောက်ရနိုင်မဲ့အချိန်တွေပေါ့အဲ့ဒါတွေကိုကျွန်တော်ရှင်းပြလိုက်တာနောက်တစ်ခုကကြတော့အဲ့ဒီအပြင်3,500 တသိန်းခွဲသွင်းပြီးတဲ့အခါနောက်တစ်ဘာထက်ရနိုင်သေးလဲဆိုတော့ကျွန်တော်ရဲ့ course တွေတဲကတစ်ခုကိုလက်ဆောင်ယူလို့ရမယ်ကျွန်တော်ရဲ့ course က4ခုရှိတယ်เนาะကျွန်တော်ရဲ့ course 4ခုကဒီမှာခြုံပြီးတော့ပြန်ရေးပြရင်ဘယ်အကြောင်းသားမဆိုအခြေခံနေစပြီးစနစ်တကျ test နေဆိုရင် sweet grammar ဆိုတာကိုစတက်ရမယ်ပြီးရင် ear training ဆိုတာကိုတက်ရမယ်ပြီးလို့ရှိရင် inside reader ဆိုတာကိုတက်ရမယ်ပြီးလို့ရှိရင် power writer ဆိုတာကိုတက်ရမယ်ပေါ့နော်အဲ့ဒါကအဆင့်တိုင်းကျွန်တော် recommend လုပ်တဲ့ flow ပေါ့နော်ဒါအဲ့ဒီအစီအစဉ်နဲ့စနစ်တကျတက်လို့ရှိရင်ရေရှည်အတွက်သိကောင်းတယ်အဲ့တော့အဲ့ဒီ course ၄ခုကတစ်ခုကိုလက်ဆောင်ယူလို့ရတယ်ပေါ့အဲ့တော့အချိန်တစ်ချက်ကြည့်အောင်ဒီနှစ်ခုက level အရဆိုဒီနှစ်ခုကအရင်စရတာဖြစ်တဲ့အတွက်ကြောင့်သူတို့နှစ်ခုရဲ့အချိန်ကိုကျွန်တော်က first semester second semester အဲ့လိုလုပ်ထားတယ်အောက်ကနှစ်ခုကကြတော့အခုစ join တဲ့အချိန်မှာနည်းနည်းပို့ပြီးတော့ advance ဖြစ်ပြီးသားကျောင်းသားတွေကရှေ့က course နှစ်ခုကို skip လုပ်ပြီးတော့တက်ကြည့်နေတာမျိုးဆိုရင်သူက inside reader စတက်မှာ inside reader ပြီးသွားလို့ရှိရင် first semester မှာပြီးသွားရင် second semester မှာ power writers ဖြစ်သွားတယ်ပေါ့အချိန်ရတူတူပဲအဲ့လိုမျိုးပုံစံနဲ့ကျွန်တော်စီစဉ်ပေးထားတယ်အဲ့တော့ဒီဘက်ကအချိန်စင်းကိုတစ်ချက်ပြန်ပြီးကြည့်အောင် sweet grammar ear training ဘယ်ချိန်ဖြစ်မလဲဒီမှာကျွန်တော်ရေးပေးထားတယ်เนาะဒါ first semester เนาะ first semester မှာ sweet grammar ကစနေတနင်္ဂနွေမနက်10:00 နာရီကနေ12:00 နာရီခွဲအထိအဲ့ဒါက sweet grammar အဲ့တော့ sweet grammar first semester တခြားလုံးအဲ့ဒါသင်ပြီးသွားလို့ရှိရင်အဲ့မှာ second semester မှာအဲ့ဒီအချိန်က ear training ဖြစ်သွားပြီဆိုလိုတာတကယ်လို့ဟိုအစကနေစတက်တဲ့ sweet grammar ကိုလက်ဆောင်ယူခဲ့တဲ့ကျောင်းသားက sweet grammar အထိပဲတက်မယ်ဆိုရင်အဲ့ဒါစအပ်ထားတဲ့တသိန်းခွဲသွင်းပြီးတဲ့အထက်မှာ sweet grammar ပါသွားပြီဘာမှထပ်သွင်းကြမလို့ဘူးเนาะခုန free sign up လုပ်စရာမလိုဘဲနဲ့တက်လို့ရတယ် module 5ခုလည်းစက်တင်ဘာလအထိတက်လို့ရမယ်ဒီ sweet grammar ဆိုတဲ့တစ်ခုလည်းခုန first semester မှာပြီးသွားတဲ့အထိတက်လို့ရမယ်တကယ်လို့ तू က set တက်ချင်တယ်ဆိုရင် set တက်ချင်တယ်ဆိုတော့ add on course ဖြစ်သွားပြီပေါ့နော်လက်ဆောင်ယူတာပြီးသွားပြီဆိုတော့လက်ဆောင်အဖြစ်မရတော့ဘူးနောက်ထပ် fees ထပ်သွင်းရမယ်အဲ့ဒီကြလို့ရှိရင် ear training set တက်ချင်တယ်ဆိုရင် तू က ear training အတွက်ကို3သိန်း add on fees 3သိန်းပဲထပ်သွင်းရတော့မယ်SHSC program မဟုတ်တဲ့အပြင်ပါဆိုလို့ရှိရင်ကျွန်တော် course တစ်ခုတည်းကို3,400ရှိတယ်ဒီ program အောက်ထဲမှာဝင်သွားတဲ့အခါ3သိန်းပဲသွင်းစရာလိုတယ်ဆိုတော့ဒါ SHSC ကျောင်းသားတိုင်းမှာရတဲ့ benefit ပေါ့နော်ဆိုတော့အခုအပြင်ကျောင်းသားတွေကဒီ SHSC program တွေက course တွေလာတက်လို့မရဘူးကျွန်တော်ကတခါတလေမှာအပြင်မှာ SHSC program မဟုတ်တဲ့အချိန်မှာများဖွင့်ပေးသည်ရှိတော့ရှားပါးတခါလေးဖွင့်ပေးသည်ရှိတော့အဲ့ဒီ course တွေတီးတန့်တက်တဲ့ကျောင်းသားတွေက course တစ်ခု3,400သွင်းပြီးတက်ရတယ် SHSC program ထဲမှာတက်နေတဲ့ကျောင်းသားကအဲ့ဒီ
အပြင်ချိန်မှာဖွင့်တဲ့ course တွေကိုသူ့အနေနဲ့တက်ချင်တယ်ဆိုလို့ရှိရင်တသိန်းပဲသွင်းပြီးတော့တက်လို့ရတယ်ဒါက SHSC program တွေမှာရောက်နေတဲ့ကျောင်းသားတွေအတွက်ရတဲ့ benefit exclusive benefit ပေါ့နော်အဲ့တော့အခုဒါ year training အထိကိုယူလိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ second semester ကျမှနောက်ထပ်တသိန်းထပ်သွင်းပြီးတော့ year training ကိုတက်တဲ့သဘောဖြစ်မှာပေါ့နော်တကယ်လို့ကျောင်းသားက Sweet Grammar ဟိုတုန်းကကျွန်တော်စီမှာတက်ဖို့တဲ့ကျောင်းသားနဲ့ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်foundation အရင်ကောင်းပြီးသား solid ဖြစ်ပြီးသားကျောင်းသားဖြစ်မယ်သူက listening skill ပဲအားနေတယ်လို့ကိုယ့်အကိုထင်တယ်ပေါ့အဲ့တော့ Sweet Grammar ကိုမလုပ်ကြည့်ဘူးပေါ့မလုပ်တော့ဘူးလို့ဆိုပါစို့အဲ့ဒီမှာကျောင်းသား decision မှန်ဖို့အတွက်ကိုကျွန်တော်တို့ကဘာလုပ်ပြထားလဲဆိုတော့ course တွေအကုန်လုံးရဲ့ first lecture ကို free တက်ခွင့်ပေးထားတယ် free တက်ခွင့်ရတဲ့အတွက်ကြောင့်အဲ့ဒီ first lecture ကိုတက်ကြည့်လိုက်လို့ဒီမှာသွားတဲ့ပုံစံကသူထင်ထားတာနဲ့မတူဘူးပို့ပြီးတော့သူ့အတွက်အကျိုးရှိမဲ့ဟာဖြစ်နေတယ်သူ့အတွက်လိုအပ်မယ်လို့ထင်တယ်ဆိုရင် decision ပြောင်းပြီးတော့ Sweet Grammar ကိုပြောင်းယူလို့ရတယ်ပေါ့ first lecture တွေအကုန်လုံးကို course တွေအကုန်လုံးကိုကျွန်တော်တစ်ချိန်စီ free တက်ခွင့်ပေးထားတယ်ဒါကကျောင်းသားအတွက် informed decision နဲ့ course ရွေးတာမှန်အောင်လို့ပေါ့လေအဲ့တော့အဲ့ဒါပတ်မှုပေးထားတဲ့ပုံစံတစ်ခုနောက်တစ်ခုကကြတော့ဒီဘက်မှာတကယ်လို့ Sweet Grammar မတက်ဘူးပေါ့ဆိုရင်အဲ့ဒါဆိုရင် year training မှာစတက်မယ်ရတဲ့ကိစ္စမရှိဘူးအဲ့ဒါဆိုရင် first semester မှာခုန free module ရထားတဲ့ဟာတွေကိုတက်နေလိုက်ပြီးတော့လို့ရှိရင် second semester ကြာလို့ရှိရင်အဲ့ဒီ year training ကိုfree lesson ယူမယ်ဆိုပြီးတော့ sign up လုပ်လိုက်မယ်ပေါ့စာရင်းသွင်းလိုက်မယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ဒါ year training ကို second semester မှာတက်လို့ရသွားမယ်ပေါ့နော်တချို့ကျောင်းသားတွေကကြတော့ inside reader ကနေစပြီးတော့တက်မှာသူတို့ကတခြားဟာတွေပြီးသားကျောင်းသားတွေဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်B2 နဲ့အထက်ပေါ့နော် advanced ဖြစ်ပြီးသား upper intermediate အထက်ဖြစ်ပြီးသားC1 ပတ်ဝန်းကျင် B2 C1 ပတ်ဝန်းကျင်ရှိပြီးသားကျောင်းသားတွေဆိုရင် inside readers ကိုတန်းတက်မယ်ဆိုရင်တက်လို့ရတယ်ကျွန်တော်ကတော့ Sweet Grammar year training တို့ကိုမြန်မာကျောင်းသားအားလုံးကိုတက်ဖို့စေချင်တယ်ဒါပေမဲ့ကိုယ့်ဘာကိုအခြေအနေကြည့်ပေါ့နော်ကိုယ့်ရဲ့ budget ကိုယ့်ရဲ့ရမယ်ချိန်ပြီးအင်စာတွေပါတယ် course တစ်ခုကိုလုပ်ပြီးဆိုရင်ပေးရမယ် commitment ဆိုတာရှိတယ်အဲ့ဒါတွေပေါ်မူတည်ပြီးတော့ inside reader စတက်မယ်ဆိုရင်လည်းရတယ်အဲ့ဒါဆို inside readers ကို first semester မှာလက်ဆောင်ယူလိုက်အဲ့ဒါဆိုရင် second semester ကျရင်အဲ့အချိန်စနေတနင်္ဂနွေ9:00 နာရီကနေ9:00 နာရီခွဲအဲ့ညနေပိုင်းမှာပဲဆက်တက်ချင်တယ်ဆိုရင်သူ့တက်ပို့ပြီးတော့writing back ကိုဆက်သွားမယ် Power Writer ဆိုတော့ဆက်ပြီးတော့တက်သွားလို့ရမယ်အဲ့ကြလို့ရှိရင် second semester မှာ Power Writer အတွက်ကို add on fees add on cost တသိန်းပဲတွင်းပြီးတော့ဆက်သွားလို့ရတယ်အဲ့လိုမျိုးတက်လို့ရတယ်ပေါ့ဆိုတော့ SHSC ကို join တဲ့အချိန်မှာကျောင်းသားက basic ကစမယ်ကျောင်းသားအခုအတုပ်မှာဝင် join လည်းရတယ်သူ့ရဲ့လမ်းကြောင်းက Sweet Grammar year training အဲ့လိုသွားတဲ့လမ်းကြောင်းဖြစ်မယ်နည်းနည်းပို့ပြီး advance ဖြစ်တဲ့ကျောင်းသားကြတော့ inside reader စတက်ပြီးတော့ဟိုဘက်မှာနည်းနည်းပိုမြင့်တဲ့ဘက်ကိုဆက်သွားလို့ရတယ်အဲ့လိုပုံစံနဲ့ရှေ့နောက်စီစဉ်ပေးထားတယ်ဒါတစ်ပိုင်းပေါ့နော်နောက်တစ်ခုကကျွန်တော်စီမှာ course တွေကဒီ၄ခုတည်းရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ထုတ်တဲ့ course ပေါ့နော်ဒါပေမဲ့ခြားကျွန်တော်ပေးဖို့မပါတဲ့ cover မလုပ်ထားတဲ့ skill တွေဆိုတာရှိတယ်ဒါကတော့ language ဆိုတာအရင်ကျယ်ပြန့်တဲ့အတွက်ကြောင့်ဘယ်သူတူတယောက်တည်းမှာအဆုံးပြည့်စုံသင်ပေးလို့မရဘူးပေါ့လေအဲ့တော့ကျွန်တော်အနေနဲ့ cover လုပ်ပေးဖို့မပါတဲ့ skill set တွေကျွန်တော်စီမှာပြီးတဲ့ထဲမှာမပါတဲ့ skill set တွေက teacher Hazen နဲ့ teacher Michelle ကသူတို့ကဖြည့်ပေးမယ်ပေါ့ဆိုတော့သူတို့မှာလည်း course တွေရှိတယ်အဲ့တော့ first semester မှာအခုချိန်စင်းကိုကြည့်အောင် first semester ထဲမှာတချို့ကျောင်းသားတွေကSweet Grammar inside reader တက်ပြီးသားတွေလည်းဖြစ်မယ်ဒါမှမဟုတ်လို့ရှင်သူတို့စိတ်ဝင်စားတာတခြားထပ်တက်ချင်တယ်ပေါ့စာလိုက်နိုင်တယ်အချိန်ကြီးပို့တယ်ဒါမှမဟုတ်စိတ်ဝင်စားတယ်ပေါ့အဲ့တော့ first semester မှာ teacher Hazel ရဲ့ course ရှိမယ် collocation booster ဆိုတာเนาะ collocation ကတော့ဒါလေ့လာပို့တဲ့သူဆိုသိပါတယ်เนาะအင်္ဂလိပ်စာကို natural usage ပို့ပြီးတော့ဖြစ်လာအောင်လုပ်ပြီးနိုင်တဲ့training ပေါ့ဆိုတော့မတွဲတဲ့တဲ့ဟာတွေပို့ပြီးတော့သိလာမယ်အဲ့တော့ဒီမှာ collocation booster ကတော့ intermediate ပတ်ဝန်းကျင်မှာရှိတယ်ပေါ့ဒါပေမဲ့သူကလည်း short တွက်လို့မရဘူးတချို့ advanced ဖြစ်တဲ့ကျောင်းသားတွေတော့မှကိုယ့်မှားသုံးနေပြီးအတွဲလုံးနေပါလေဆိုရင်ပို့ပြီးတော့သိသွားတယ်ပေါ့ဆိုတော့ range ကကျယ်တယ်A2 ကစတယ်လို့ပြောလို့တော့ရတယ်ဒါပေမဲ့လည်းသူ့ထက်များပို့ပြီးတော့ A2 ပြင်မှာ B1 ဘက်ကိုသွားမယ် B2 ဘက်ကိုသွားမယ်အဲ့တခြားမှာရှိတဲ့
usage တွေပေါ့အဲ့ဒါတွေကို teacher Hazel ကသင်ပေးလိမ့်မယ်အဲ့တော့ဒီ course တွေက Friday နဲ့ Monday နဲ့ဖြစ်မှာပေါ့နော်ဒီ course ကကြတော့အဲ့တော့အချိန်က first semester မှာ teacher Hazel ရဲ့အချိန်က9နာရီကနေ17နာရီเนาะ Monday နဲ့ Friday နဲ့အဲ့ဒါဖြစ်မယ်ပေါ့အဲ့ဒါကိုတက်ချင်တယ်ဆိုရင်လည်းတက်လို့ရတယ်တချို့ကျွန်တော်စီကတခြား course တွေရှေ့ပိုင်းမှာတခြားတက်ပြီးသားသူတွေဆိုလို့ရှိရင်အခု teacher 2ယောက်ရဲ့ course တွေကိုအချိန်နဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်အဆင်သင့်တက်သွားလို့ရတာပေါ့เนาะပြီးတော့နောက်တစ်ခုကဒီမှာဗာတွေ့မလဲဆိုတော့ရေးထားတာsecond semester ကိုတွားကြည့်လိုက်ပေါ့အဲ့တော့ course ထဲမှာ teacher Hazel ပြီးသွားတဲ့အခါ second semester မှာ teacher Michelle ရဲ့ speech booster ဆိုတဲ့ course ဒီမှာလာဖို့ရှိပါတယ်เนาะ speech booster သူကကြတော့ပို့ပြီးတော့ speaking ကိုပို့ပြီးတော့ပုံစံတကျပြောနိုင်အောင်အတန်ပိုင်းဆိုင်ရာတွေပို့ပြီးတော့ advanced ဖြစ်တဲ့ skill တွေအထိပေါ့เนาะဒီ pitch တွေ meeting တွေလောက်ကြတယ် role play တွေလောက်ကြတယ်စသဖြင့်ပေါ့လေအပြင်လက်တွေ့မှာတကယ်ကိုအသုံးဝင်တဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တခြားbusiness idea နဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ်ပေါ့လေအဲ့လိုမျိုးစကားကိုပို့ပြီးတော့ပြောပြစီအောင်ပြောနိုင်လာလို့ train ပေးတဲ့သင်ယူပေါ့လေအဲ့တော့ speech booster လို့ခေါ်တယ်ဆိုတော့ तू ကတော့second semester ကြာရင်ဖြစ်မဲ့အချိန်က Monday နဲ့ Friday ပဲဒါပေမဲ့နိုင်ဝက်ရှိတိုးမယ်7နာရီခွဲကနေပြီးတော့10နာရီခွဲဆိုတော့အဲ့ဒါကဒီຢာတွေအကုန်လုံးကိုတက်နေမယ်ဆိုလို့ရှိရင်ကျောင်းသားတယောက်အနေနဲ့အချိန်စင်းရတော့အခုပြထားသလိုဖြစ်မှာပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်ကပြောတာ SHSC program ကအများကြီး flexible ဖြစ်တယ်ကိုလိုတဲ့ဟာကိုရွေးပြီးတော့တက်လို့ရတယ်ဒီထဲမှာအကုန်ရှိတယ်ပေါ့နော် level အစုံအတွက်လည်းရှိတယ်အစုံရှိတယ်ဆိုတာဒီမှာယူလို့ရတာတွေကအရန်ကိုများတယ်ပေါ့နော်ကျွန်တော်အခုပြောပြနိုင်တဲ့ဗီဒီယိုထဲမှာဆိုလို့ရှိရင်အခုပြောပြနေတာတကယ်ကိုအပိုင်းအစားတစ်ခုပဲလို့တောင်ဖြစ်နေတယ်တခြား hidden benefit တွေအရန်များလို့နေပေါ့နော်ကျွန်တော်ပြောမယ်ဆိုရင်အကြာကြီးထိုင်ပြောနိုင်နဲ့ချီပြီးထိုင်ပြောလို့ရသေးတယ်ပေါ့ဆိုတော့အဲ့ဒါတွေကိုခဏလေးထားလိုက်ပြီးတော့အချိန်စင်းကိစ္စကိုအောင်ဆက်ရမယ်ဆိုရင်ဒီမှာဗာရေးထားတယ်ဆိုတော့ all module လို့ရေးထားတယ် consultation ရေးထားတယ် gathering ဆိုတာရေးထားတယ် gathering ကဒါကျောင်းသားတွေအချင်းချင်းနောက်ကျောင်းသား volunteers တွေနဲ့ဦးဆောင်တဲ့စကားဝိုင်းတွေအဲ့မှာတပတ်ကိုတစ်ရက်ရှိတယ် Sunday soiree လို့ခေါ်တာပေါ့နော်အဲ့ဒါကည9နာရီစပြီးတော့အားရတဲ့သူတွေ Sunday မှာလာပြီးတော့ join ကြတယ်အလုံးကိုပြောစရာကောင်းတယ်ပေါ့နော်ဆိုတော့ဒါကအပတ်စဉ်စုံတဲ့ဟာပေါ့အဲ့ဒီအချိန်တွေထဲမှာအခု time table ပြထားတယ်မှာမပါဘဲနဲ့တခြားမိုးချုပ်တဲ့အချိန်တခြားအချိန်တခြားစနေတွေမှာတခြားနေ့လယ်ပိုင်းအချိန်စသဖြင့်တခြားစကားဝိုင်းချိန်တွေလည်းရှိသေးတယ်အဲ့ဒါတွေကကြတော့ကျောင်းသားတယောက်ကို social skill တွေတက်လာစေမယ် communication လုပ်တဲ့နေရာမှာမြန်မာလိုရောအင်္ဂလိပ်လိုရောပြောလို့ရတဲ့စကားဝိုင်းတွေကျွန်တော်တို့ထည့်ပေးထားတယ်အဲ့တော့ volunteers တွေကနေကျောင်းသားတွေဦးဆောင်ပြီးတော့စကားဝိုင်းတွေဖိတ်တယ်အဲ့မှာဝင်ပြီးတော့ပြောရင်တဖြည်းဖြည်းနဲ့စာသင်ရတာကတကယ်ကိုကျောင်းတစ်ကျောင်းတက်နေရသလိုဖြစ်လာမယ်ပြီးရင် online learning မှာဖြစ်တတ်တဲ့ loneliness ပေါ့နော်ဟိုစာပဲလို့ဗီဒီယိုကြည့်ဒါမှမဟုတ် live step ပြီးသွားလို့ရှိရင်ကိုယ့်အကိုတယောက်တည်းပြန်ပြီးတော့စာလို့ပြီးရင် motivation ပျောက်သွားအဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ဒီ time table တွေနဲ့မဆိုင်တဲ့တခြားအချိန်တွေကိုကျောင်းသားတွေချင်းချင်းကျောင်းတက်ကျောင်းဆင်းလက်ပေးဆိုင်ထိုင်ကြတယ်ဆိုင်ထိုင်ကြတယ်ဆိုတကဲ့သို့အဲ့လိုတွေ့နေရတဲ့အတိုင်းအဝိုင်းတစ်ခုကို digitally ရအောင်ဖော်ဆောင်ပြီးထားတာဖြစ်တဲ့အတွက်ကြောင့် loneliness မရှိတော့ဘူး loneliness မရှိတဲ့အခါကျောင်းသားရဲ့ learning momentum ကအများကြီးပိုကောင်းသွားတယ်ပေါ့ဥပမာဆိုပါစို့ကျောင်းဆိုတာပြတ်မှာပဲเนาะကျောင်းပြတ်မယ်ဒီ course တွေမှာပြတ်သွားတယ်ဆိုရင် course ပြတ်နေပြီမဲ့ကျန်တဲ့ဂျားရက်ထဲမှာဥပမာเนาะ year training တက်နေပဲဆိုတော့အဲ့ဒါဆို year training ကကျောင်းပြတ်လိုက်တယ်ဆိုလို့ရှိရင်ကျန်တဲ့ရက်တွေမှာရှိတဲ့တခြားအချိန်တွေတခြား module တွေကို sign up လုပ်စရာမလိုဘဲနဲ့အချိန်မျိုးဝင်တက်လို့ရတဲ့ module တွေရှိတယ် plus တခြားစကားဝိုင်းတွေကျောင်းသားတွေနဲ့ဖွဲ့ထားတဲ့စကားဝိုင်းတွေအများကြီးရှိတယ်အဲ့ဒီအချိန်တွေထဲမှာကိုအားတဲ့ဟာဆိုတာပါမှာတခုမဟုတ်တခုတော့တွေ့မှာပဲအဲ့မှာဝင်ပြီးတော့ပြောရင်ဒီ community ထဲမှာဒီကျောင်းသားတွေနဲ့တခြားကျောင်းသားတွေနဲ့အဆက်အသွယ်ရှိနေတဲ့အတွက်ကြောင့်တကယ်တမ်း year training အချိန်မှာမတက်နိုင်တာကကိုယ့်အတွက်စိတ်ပိုင်းဆိုင်ရာအများကြီး motivation မထိခိုက်သွားဘူးအဲ့ဒီအချက်ကိုသဘောပေါက်ဖို့လိုတယ်ဒါမျိုးရဖို့ဆိုတာဒီလိုလုပ်ရတယ်ပေါ့နော်စာလုပ်ရတဲ့အချိန်တစ်ချိန်တည်းမှာပဲ
ကိုနဲ့ဆိုင်တယ်ကျန်တဲ့အချိန်တွေကကိုနဲ့မဆိုင်ဘူးလို့လုပ်လို့မရဘူးအဲ့လိုရလို့ရှိရင်ကျွန်တော်တို့ဒီအစီအစဉ်တွေပဲထည့်ပေးပါမလဲအရန်ကိုကွာတယ်လောက်ပါပေါ့နော်ဆိုတော့ဒါတွေကကိုယ်တိုင်လှုပ်ဖွင့်တဲ့တော့သိလာမှာပေါ့လေအခုလောလောဆယ်မှာတော့ဒီ time table ထဲမှာကိုယ့်အတွက် sustainable ဖြစ်မဲ့အချိန်ပေးမှုနဲ့ cost ရွေးချယ်မှုနဲ့အဲ့ဒါကိုဆုံးဖြတ်ပြီးသွားလို့ရှိရင်ကျန်တဲ့အချိန်တွေမှာဘယ်လောက်ထိဝင်ပါမလဲပေါ့ထပ်တိုးပြီးပါရင်ပါတော့လုပ်လို့ရတာရအများကြီးရှိသေးတယ်ပေါ့နော်ဆိုဒီထဲမှာကျွန်တော်ထည့်မပြောထားတဲ့အချိန်တွေရှိသေးတယ်အဲ့ဒါတွေကကျောင်းသားတစ်ယောက်ရဲ့ learning momentum သူ့ရဲ့ social skill တွေအတွက်အများကြီးဆိုင်သွားတယ်လုပ်တဲ့သူရလိမ့်မယ်ပေါ့နော်နောက်ပါပြောဝကြံသေးတယ်ဆိုတော့အဓိကတော့အချိန်စင်းနဲ့ပတ်သက်ရင်အဲ့လောက်ဆိုရင်တော့ပြီးပြီလို့ထင်တယ် level ပိုင်းဆိုင်ရမှာလဲတော်တော်လေးတော့အဆင်ပြေသွားပြီသိချင်တာတော်တော်များတော့သိသွားပြီလို့ထင်ပါတယ်အဲ့တော့အခုနောက်ဆုံးကျွန်တော်ထပ်ဖြည့်ပြီးပြောချင်တာကတချို့က speaking practice ကိုလုပ်မယ်ဒါပေမဲ့ speaking လုပ်တဲ့အခါအထူးသဖြင့် mature student တွေဖြစ်လာတဲ့အခါဒါမှမဟုတ်အခြေခံအားနေတဲ့အခါစိတ်ထဲမှာ confidence သိမရှိဘူးပေါ့နော်တခြားစကားပိုင်းတွေမှာဝင်ပြောလို့ရမှန်သိပေမဲ့ဝင်မပြောရတဲ့သူဝင်မပြောနိုင်တဲ့သူဒါမှမဟုတ်လို့ရှင်ကျွန်တော်အခြေအနေမှာဆိုလဲ breakout room ခွဲပြီးတော့စကားပြောဖို့စပြီးတော့လုပ်ပြီးဆိုရင်စကားပြောမဲ့အလှည့်ကိုအမျိုးမျိုးအလှည့်ရွှေ့ပြီးတော့စောင့်နေသူဒါမှမဟုတ်ဝင်ကြည့်တွက်ချင်တဲ့ထွက်ပြေးနေတဲ့သူစသဖြင့်ပေါ့လေအမျိုးမျိုးရှိတတ်တယ်ဒါကကြုံမှုကြမှာပါအဲ့လိုចောင်းသားတွေကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ block ဖြစ်နေတဲ့အခါကျတော့ကျွန်တော် program ပေးတဲ့ဟာတွေကိုအပြည့်ကိုသူတို့မယူနိုင်ကြဘူးဖြစ်နေ season 1 တုန်းကဆိုလို့ရှိရင်အဲ့လိုចောင်းသားတွေအများကြီးပါတယ်ပေါ့နော်အဲ့တော့သူတို့အတွက် psychological barrier ကိုကျွန်တော်တို့ဖွင့်ပေးခြင်းတယ်ဒါပေမဲ့သူတို့ကဘယ်လိုဖွင့်မှရမလဲဆိုတော့အခုလာခဲ့ဒီမှာလာထိုင်မင်းနဲ့ငါတယောက်ချင်းတွေ့မယ်အခုစကားကိုပြောအင်္ဂလိပ်လိုတခွန်းရအောင်ပြောအဲ့လိုမှမလုပ်ခိုင်းရင်ထွက်လာတော့မှာမဟုတ်ပဲနဲ့လှည့်ပတ်ပြေးနေမဲ့သူမျိုးတွေပေါ့အဲ့လိုလူတွေက one on one coaching နဲ့တွားမှာပဲရမယ်ပေါ့နော်အဲ့တော့ဒီ season ဒီ second ဒီ season 2မှာ main intake မှာကျွန်တော် season 3တစ်ခုထည့်ထားတယ်ပေါ့အဲ့ဒီလိုဖြစ်နေတဲ့ကျောင်းသားတွေကဒီစကားဝိုင်းတွေတခြား module အချိန်တွေအင်္ဂလိပ်လိုပြောရတဲ့အချိန်တွေ in English နဲ့သင်ရတဲ့အချိန်တွေမှာဝင်ပြီးတော့ engage လုပ်နိုင်ဖို့အထူးသဖြင့်ကတော့စိတ်ပိုင်းဆိုင်ရာ speaking ကိုပို့ပြီးတော့ရဲတင်းလာဖို့ဖွင့်ပြလာဖို့ဆိုရင် one on one coaching လုပ်ဖို့ကျွန်တော်အနေနဲ့ကတော့ပေးဖို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ community ထဲမှာတကယ်တော်တဲ့ကျောင်းသားတွေ volunteer တွေ case ဆက်ရှိတဲ့အခါသူတို့ကိုယ်တိုင်ကျောင်းတက်ပြီးတော့နောက်ပိုင်းမှာ teaching ပြန်လုပ်တဲ့သူတွေအဆင့်ကိုရောက်လာပြီ teaching ကိုလည်းစိတ်ဝင်စားတယ်သူတို့ကိုယ်တိုင်လည်းတော်တော်ကို speaking skill တွေကောင်းကြတယ်အဲ့လိုကျောင်းသားတွေကနေတဖြည်းဖြည်းနဲ့အသွင်ပြောင်းလာပြီးတော့အခုဆိုရင်ဒါ junior coach level ကိုရောက်လာတယ်အဲ့လိုသူတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီ coach 2ယောက်နဲ့ junior coach 2ယောက်နဲ့ကျွန်တော်ထပ်ပြီးတော့အားဖြည့်မယ်ပေါ့ဆိုတော့ one on one coaching ကို add on service တစ်ခုအနေနဲ့ဆက်ပြီးတော့ထပ်ထည့်တာမျိုးကျွန်တော်တို့လုပ်ပေးလာပြီပေါ့နော်ဒီ main intake မှာအဲ့ဒါပါလာပြီပေါ့နော်ဆိုတော့one on one coaching ကကြတော့ဒီ program တွေကိုထုနာလို့3,500နဲ့တွင်းပြီးတော့ရောက်လာတဲ့သူတော့အရင်ဖြစ်ရမယ်ဖြစ်ပြီးတော့ရင်ဒီ program တွေမှာပါတဲ့အချိန်တွေအကုန်လုံးကိုလိုက်ပြီးတော့စူးစမ်းလေ့လာခြင်းနဲ့ကိုယ့်အနေနဲ့စိတ်ပိုင်းဆိုင်ရာကအရန်ကိုခက်ခဲနေလို့ဘလို့မှမကြော်နိုင်ဘူးရှေ့ပိုင်းတစ်ပတ်နှစ်ပတ်မှာ3ပတ်လောက်ထိလုပ်ကြည့်တယ်ဘလို့မှမရဲဘူးဖြစ်နေတယ်ကြောက်နေတယ်ဆိုရင်စဉ်းစားတဲ့ service ပေါ့နော်တော်တော်များများတော့ verbal trace တို့ဘာလို့မှကျွန်တော်စိတ်ကိုဖွင့်ပေးတယ်ဆိုရင်အဲ့ဒါနဲ့လုံလောက်သွားတဲ့ကျောင်းသားတွေလည်းအများကြီးရှိလိမ့်မယ်ဒါပေမဲ့အဲ့လောက်နဲ့မရဘူးတကယ်ကိုတယောက်ချင်းကိုနှစ်ဖူးတွေ့တွေ့အခိုင်းခံရမှာပဲလုပ်ပါတော့မယ်ဖြစ်ပါတော့မယ်ဆိုတဲ့သူတွေလည်းရှိအောင်မှာပဲအဲ့လိုလူတွေကတော့အဲ့ဒီ one on one coaching add on service ထည့်တဲ့ဟာကိုစဉ်းစားသင့်တယ်ပေါ့နော်ဆိုတော့တခြားအပြင်ကဈေးနှုန်းတွေနဲ့တခြားသင်တန်းကျောင်းတွေမှာရှိတဲ့ one on one coaching ဈေးနှုန်းတွေနဲ့ကျွန်တော်စီရဟာနဲ့ comparable ဖြစ်တယ်ဒါပေမဲ့အများကြီးဈေးမကြည့်ဘူးပေါ့နော်အဲ့တော့ coaching ယူခြင်းတဲ့အခါကြာလို့ရှိရင်အဲ့ဒီ one on one coaching package 2မျိုးကျွန်တော်ပေးထားမယ် package 1က3,200
အဲ့မှာ coach နဲ့နိုင်14နိုင်လေ့ကျင့်ခွင့်ရမယ်14နိုင်1-on-1 coach 1-on-1 coaching လုပ်ခွင့်ရမယ်အဲ့14နိုင်အတွင်းထဲမှာသူက psychological barrier ကြောသွားတဲ့တယ်ပေါ့နော်ဒါကိုယ့်အကိုတွက်ကြည့်လို့ရတယ်နော်14နိုင်နဲ့3,200နဲ့စားလိုက်လို့ရှိရင်တနာရီပို8,000ကျော်လောက်ပဲ expense ကရှိတာပေါ့နော်အများကြီးကောင်းပါတယ်တန်ပါတယ်တချို့ကကြတော့နည်းနည်းပို့ပြီးတော့ကြာယူစနေများယူစနေကိုယ့်အခြေအနေကိုမသိကြဘူးဆိုရင်နောက်ထပ် package က3,500ထပ်သွင်းလို့ရတယ်အဲ့ဒါက18နိုင်ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါက 1-on-1 coaching အတွက်ကို add-on service တက်ထည့်တာပေါ့ဆိုတော့တကယ်ကိုအစီအစဉ်တွေကိုလှုပ်ချင်တော့လဲလုံးဝကိုစိတ်ပိုင်းဆိုင်ရာအရန်ကိုခက်ခဲနေလို့ဒါမှမဟုတ်ကိုကတခြားအကြောင်းသားတွေကအသက်ငယ်လို့ကိုကအသက်ကြီးလို့ရှက်တယ်လို့ဘာလို့ဆိုတော့အဲ့လိုပြဿနာတွေပေါ့လေအဲ့ဒါတွေအားလုံးက 1-on-1 coaching နဲ့သွားလို့ဖြေရှင်းလိုက်လို့ရှင်14နာရီပတ်ဝန်းကျင်မှာများသောအားဖြင့်အဆင်ပြေကြတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် minimum 14နာရီ package တစ်ခုထားပေးထားတယ်ဒါနဲ့စမ်းကြည့်ပေါ့နော်ဒါနဲ့စမ်းကြည့်လို့ကိုကအဆင်ပြေလို့ဒီ coach နဲ့ကိုသွားတဲ့ flow ကလည်းအဆင်ပြေတယ်ဆိုရင်တော့လည်းထပ်ပြီးတော့တိုးချင်တယ်ဆိုရင်လည်းကိုနောက်မှစဉ်းစားလို့ရတာပေါ့အဓိကဒီ program တွေကိုရောက်တဲ့အခါလုပ်လို့ရတာတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်ပြောပြတာအကုန်လုံးကိုကျွန်တော်ထုတ်ပြောလို့မရအောင်အထဲမှာထပ်ပြီးတော့ရှိသေးတာရနိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိသေးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုးအချိန်တွေကကျွန်တော်ကျမတို့အတွက်အဆင်မပြေဘူးဆိုရင်နောက်ဘာလုပ်လို့ရသေးလဲပေါ့အရေးကြီးတာက program တွေကိုလာခဲ့လုပ်လို့ရတာတွေလမ်းကြောင်းတွေရှိတယ်ပေါ့နော်ဥပမာကျွန်တော်အချိန်တွေဆိုလို့ရှိရင်ကျွန်တော်အချိန်တွေဆိုတာအမှန်တော့အားလုံးပါပဲကျွန်တော်အချိန်တွေကျွန်တော် course တွေteacher နှစ်ယောက်ရဲ့ course တွေလည်းပါတယ် except ဒီ collaborative English ဒီကောင်နဲ့ conversation table ဆိုတဲ့အချိန်အဲ့ module နှစ်ခုကလွဲရင်ကျန်တာတွေအကုန်လုံးက recording ရတယ်recording ရတဲ့အတွက်ကြောင့်တချို့ exercise တွေကကြောင်းပြတ်တယ်ဒါမှမဟုတ်အချိန်မကိုက်ဘူးဆိုရင်အခုပေးထားတဲ့အချိန်စဉ်ကကိုယ်နဲ့မကိုက်ဘူးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ recording ကိုကြည့်မယ်ပြီးရင်ဒီ community အတွင်းထဲမှာရှိတဲ့ကိုယ့်လိုပဲအချိန်မကိုက်ဖြစ်နေတဲ့တခြားအကြောင်းသားတွေနဲ့ group ဖွဲ့လိုက်မယ်ပြီးရင်အဲ့ဒီ material တွေကိုအတူတူလုပ်ကြမယ်ပေါ့ဟိုမှာ homework ဆိုတဲ့အတူတူလုပ်တဲ့ homework အတူတူလုပ်တဲ့အဖွဲ့ရှိမယ်ဒါမှမဟုတ်လို့ရှိရင်အတူတူစာကိုချိန်ပြီးတော့တွေ့တာ recording ကိုအတူတူချိန်ပြီးတော့ကြည့်တာပါတော့အဲ့လို commitment တစ်ခုရှိလား group dynamic နဲ့ကိုယ့်အကိုပြန်ထိန်းတာပေါ့နော်အဲ့လိုသွားလို့ရတဲ့ဟာတွေလည်းရှိတယ်အဲ့ဒါတွေကကျွန်တော်တို့ကကို program တွေကိုရောက်လာတဲ့အကြောင်းသားတွေ study group ဖွဲ့ပေးတာတို့ speaking partner ချိန်ပေးတာတို့အဲ့လိုပွဲတွေ event တွေပါတွေကလည်းလုပ်ပေးတာရှိတယ်ဆိုတော့အဲ့ဒီမှာချိန်မိသွားတာရှင်ကိုကဒါကို recording တစ်ခုတည်းကြည့်တာမဟုတ်တော့ဘူး recording အပြင်တခြား classmate တွေကိုနဲ့အချိန်ကိုက်တဲ့သူတွေနဲ့ဖွဲ့ပြီးတော့စာလုပ်ရတာဖြစ်သွားတယ်အဲ့တော့စာတကယ်လုပ်ဖြစ်လာတာပေါ့နော် recording မဲ့ထိုင်ကြည့်ပြီးတယောက်တည်းလုံးလေးဖြစ်ပြီးတော့ရှေ့မတိုးနေတာထပ်စားရင်အများကြီးပို့ပြီးတော့အလုပ်ဖြစ်သွားမယ်ပေါ့ဆိုတော့ဒါတနည်းပေါ့နော်နောက်တချို့ exercise ပုံစံတွေမှာကျွန်တော်ကစာသင်တယ်ဆိုလို့ရှိရင်အထူးသဖြင့် example ပေးရလို့ရှိရင် verbal drills တို့ scenario English တို့ပဲဆိုပါစို့เนาะအဲ့တော့ကျွန်တော်စီမှာသွားတဲ့ပုံစံက Discord ထဲမှာ material ထည့်တာရှိတယ် Google Classroom ထဲမှာထည့်တာရှိတယ်အဲ့တော့ Discord ထဲမှာထည့်တဲ့ပုံစံမှာကြတော့Discord ကိုတစ်ချက်ပြကြည့်ပါမယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ campus ပေါ့เนาะနည်းနည်း theme နာမည်ကျွန်တော်ချက်ကြည့်အဲ့ဒါ SHSC campus ပေါ့နော်ဒီ campus ထဲမှာ material တွေ save လုပ်ထားတဲ့နေရာ archive ဆိုတာရှိတယ်ပေါ့နော်အခုကျွန်တော် module တွေဆိုရင်ဒါ module drills and scenarios လို့ခေါ်တာပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်အဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်တင်တဲ့နေ့ရက် date နဲ့ material အဲ့ဒီမှာအဆင့်သင့်ရှိပြီးသားပေါ့ဥပမာမေလ2ရက်နေ့ကဒါတင်တယ်ပေါ့အဲ့တော့အဲ့မေလ2ရက်နေ့မှာမအားတဲ့အကြောင်းသားသူကအတန်းချိန်ပြီးတဲ့မိုးချုပ်မှသူအားလည်းဖြစ်မယ်အဲ့တော့သူရောက်လာတဲ့အချိန်မှာသူကဒီမှာ material အဆင့်သင့်ရှိပြီးသားပါเนาะအဲ့တော့ live တက်တဲ့အခါမှာလည်းကျွန်တော်စီမှာ screenshot တွေပွားထားနေအောင်ရိုက်ဆရာမလိုဘူး
သင်တဲ့ material ကဒီ campus တနေရာထဲမှာအသင်ရှိနေပြီသားဘယ်နေရာမှာဘယ်သွားရှာဘယ်ဘာတွေရှိတယ်ဆိုတာအကုန်လုံးကလည်း orientation လုပ်ရင်ကျွန်တော်တို့ပြထားမှာဆိုတော့သိနေမှာပေါ့လေအဲ့တော့အဲ့ material ဖွင့်လိုက်လို့ရှင်အဲ့ဒီမှာလုပ်ခဲ့တဲ့ဟာတွေကိုတခါတည်းကြိုပြီးတော့အစင်းသင့်ရှိနေမှာပေါ့နော်အဲ့ဒါကိုပြန်ပြီးတော့ကြည့်လို့ရမယ်ပြန်ဖတ်လို့ရမယ်เนาะပြန်ပြီးတော့လေ့ကျင့်ခန်းလုပ်လို့ရမယ်အဲ့တော့ခုနလိုပေါ့ကိုနဲ့အချိန်တူတဲ့တငယ်ချင်းတွေဒီနေ့တော့ငါတော့အတန်းပြတ်သွားတယ်အဲ့ဒီဟာကိုတူတူလုပ်ချင်တဲ့သူ revision ပြန်လုပ်ချင်တာပဲဖြစ်ဖြစ်အတန်းပြတ်တာချင်းတူလို့အတူတူချိန်တွေ့ပြီးတော့လုပ်ချင်တာပဲဖြစ်ဖြစ်အဲ့လိုလူများရှိမလားဆိုပြီးတော့ခေါ်လိုက်လို့ရတယ်လှမ်းပြီးတော့ရှာလို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့အဖွဲ့ကိုယ့်ရဲ့group ဖွဲ့ထားပြီးသားအဖွဲ့ရှိမှာပေါ့တို့ရထားပြီဆိုလို့ရှိရင်အဲ့မှာတနေရာမှာအခန်းထဲဝင်ပြီးတော့လုပ်လိုက်လို့ရတယ်ပေါ့ဒီမှာ study launch ဆိုရင်စာဝင်လုပ်လို့ရတဲ့အခန်းတွေရှိတယ်course နာမည်နဲ့เนาะ course alike မှာကိုယ့် year training တူလုပ်ကြမယ်ကြောင်းသားဆို year training lab ထဲကိုသွားမယ် inside reader လို့ inside reader lab sweet grammar lab စသဖြင့်ပေါ့เนาะအဲ့လိုမျိုးသွားပြီးတော့ဝင်ပြီးတော့လုပ်လို့ရတယ်အဲ့ထဲမှာ screen share လို့ရတယ် video call ဖွင့်လို့ရတယ်အဲ့ထဲမှာဆက်ပြီးတော့အများကြီးလုပ်သွားလို့ရတယ်ဒါအချိန် limit လည်းမရှိဘူးเนาะ zoom တို့ဘာလို့လိုမျိုး limit နဲ့လည်းသွားရလည်းမဟုတ်ဘူးအားလုံးကတပြိုင်တည်း screen တွေလည်း share လို့ရတယ်စသဖြင့်ပေါ့ဒါကျွန်တော် facility တွေအများကြီးပံ့ပိုးပေးထားတာပေါ့เนาะဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ program ထဲမှာဒီအချိန်နဲ့ပတ်သက်ပြီးတော့အရင်ကြီး concern မဖြစ်ပါနဲ့နောက်ပြီး level နဲ့ပတ်သက်ပြီးတော့အရင်ကြီး concern မဖြစ်ပါနဲ့အဲ့ဒါကိုကျွန်တော်ပြောပြချင်တာပါเนาะဆိုတော့အဓိက concern ဖြစ်ရမှာကဒီ season ဒီအတုပ်မှာမတက်ဖြစ်ရင်ကျွန်တော်စီမှာနောက်ထပ်တက်ရဖို့ကနောက်ထပ် season တစ်ခုအထိစောင့်ရတော့မယ်ဆိုတော့အဲ့ဒါကဒီမှာပြောထားသူပေါ့ September ကုန်နဲ့ September တတိယပတ်လောက်ထိဒီကောင်လေးကသွားပြီဆိုရင်အဲ့ဂျားထဲမှာဘာမှတက်စရာကျွန်တော်စီမှာအစ်စ်လာတော့မှာမဟုတ်ဘူးဆိုတော့ဒီတစ်ခေါက်မှာဝင်လိုက်မှဒါတွေအများကြီးကိုယူသွားလိုက်မှနောက်တစ်ခေါက်ကြာလို့ရှင်အကြာကြီးဟိုစောင့်ရတယ်ဆိုတာမျိုးဒီတစ်ခေါက်လွတ်သွားရင်အကြာကြီးစောင့်ရတာမျိုးဖြစ်မှာပေါ့နော်အဲ့လိုမျိုးမဖြစ်ချင်ဘူးဆိုရင်ဒါကိုစဉ်းစားပါတေချာအလေးနဲ့စဉ်းစားပါအခုရက်ပိုင်းမဲ့ကျန်တော့တယ်နော်ရက်ပိုင်းမဲ့ကျန်တော့တယ်တေချာစဉ်းစားပါကျွန်တော်လုပ်ပေးထားတာရှိတယ်ကျွန်တော်အရန်ရစေခြင်းလို့အမျိုးမျိုးခေါင်းချောက်ခံစဉ်းစားပြီးတော့ဖန်တီးထားတဲ့ program ပေါ့နော်အဲ့တော့ကုန်ကျစရိတ်လည်းအရန်မများရဘူးဒါပေမဲ့ပြန်ရတာတွေလည်းအရန်ကိုများရမယ်ပေါ့အဲ့လိုဖြစ်အောင်ကျွန်တော်အမျိုးမျိုးခေါင်းချောက်ခံစဉ်းစားထားတဲ့ program မှာနည်းနည်းမြည်ဆန့်ကြည့်ပါဟုတ်ပြီနော်အဲ့ဒါပြောရင်းနဲ့ပဲကျွန်တော်ဒီဗီဒီယိုညီကုန်းချုပ်ပါတယ်အဲ့တော့လိုအပ်မဲ့ထင်တဲ့ကိုယ်တငယ်ချင်းတွေလည်းဒီဗီဒီယို share ပေးလို့ရတယ်ကျွန်တော်နဲ့အတူ SHSC program ကိုလာပြီးတော့တက်ပါလာတွေ့ပါအဲ့ဒီက community ကအလွန်ကိုနှွေးထွေးတယ်เนาะဒီဘက်ကကျောင်းသားတွေဆိုလို့ရှိရင်လည်းတကယ် club တွေနဲ့literature club တွေ sport club တွေလာရန်ကုန်မှာနေတဲ့သူတွေစုံတယ်ရန်ကုန် nights circle ဆိုတဲ့အဖွဲ့တွေเนาะ hang out လုပ်ကြတာတွေdigitally or physically ရော connect လုပ်ပြီးတော့တိုက်ဝင်နေထိုင်ကြတဲ့ digital community လို့လည်းပြောလို့ရတယ်အခုနောက်ပိုင်းတော့အပြင်မှာစုံကြပြီးတော့ချိန်ကြပြီးတော့တွေ့နေကြတာပေါ့လေအဲ့တော့တကယ်ကိုပြောစရာကောင်းတယ်လာတွေ့ကွာကျွန်တော်လည်းစောင့်နေပါမယ် See you soon in the program